ခါကတာယာလှပတဲ့တောအုပ်ကြီးထဲမှာကြည်လင်အေးမြတဲ့စမ်းကြောင်းလေးတစ်ခုစီးဆင်းနေပါတယ်။တနေ့မှာတော့စာကလေးတစ်ကောင်ဟာတာယာလှပတဲ့စမ်းကြောင်းလေးနားမှာပျော်ဝဲနေရင်မတော်တဆအတောင်မဲ့ထိခိုက်ဒဏ်ရာရပြီးရေစီးနဲ့သူမျောပါသွားလေရဲ့ Help me အဲ့ဒီချိန်မှာစိတ်ထားဖြူစင်တဲ့လက်ကလေးတစ်ကောင်ဟာစာကလေးကိုမြင်ပြီးအမြန်ဆုံးရေကူးသွားကဘေးကင်းရာကန်ဆယ်စီတို့ပို့ဆောင်ပေးခဲ့ပါတယ်။စာကလေးလည်းအသက်ဘေးအနေကနေလွတ်မြောက်သွားခဲ့တယ်။ Thank you ရက်နေငယ်ကြာတဲ့ခါမှာတော့လက်ကလေးဟာအစာရှာထွက်ရင်မကောင်းဆိုးဝါးမှုဆိုးတကောင်ထောင်ထားတဲ့ထောင်ချောက်ထဲကိုဝင်မိပါလေ Help me ဒါကိုတစ်ပင်ပေါ်ကမြင်လိုက်တဲ့စာကလေးဟာချက်ချင်းပြန်ဆင်းလာပြီးမိုးဆိုးထောင်ထားတဲ့ပိုက်ကုံကိုသူ့ရဲ့ချွန်ထက်တဲ့နှုတ်တီတွေနဲ့ကိုက်ဖြတ်ပါလေရောလက်ကလေးလည်းလွတ်မြောက်သွားပါလေရောလက်ကလေးနဲ့စာကလေးဟာသူ့ကိုသူ့ကိုညီနိုင်တဲ့အတွက်အရန်ကိုပျော်ရွှင်သွားပြီးထာဝရမိတ်ဆွေကောင်းတွေဖြစ်သွားကြတော့တယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်ကြိုက်နှစ်သက်မယ်ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ဖို့မိသားရခံအပ်ပါတယ်ကျေးဇူးတရားကိုတည်သက်ခြင်းနဲ့သူ့ကိုသူ့ကိုညီနိုင်ခြင်းကအခက်အခဲမှန်သမျှကိုရင်ဆိုင်ကျော်လွှားနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုဒီပုံမြင်မှာတွေ့မြင်နိုင်ပါလိမ့်မယ်